ကျောင်းမှာအာဆာဟီနာဟီဆာမဲဟဆယ်နာဟက်ဆင်ကသူ့မျက်နှာပေါ်ကဒဏ်ရာကိုသတိထားမိပြီးအဆင်ပြေရဲ့လားလို့မေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူဟာခီးစင်ကိုမြင်နိုင်တဲ့တဦးလေးသောလူဖြစ်နေမှန်းသိလိုက်ရတဲ့ရုတ်တရက်ကျောင်းသူတစုဟီဆာမဲကိုလာရှာတဲ့အတွက်အာမာမီကအခွင့်ကောင်းယူပြီးထွက်ပြေးခဲ့ပါတယ်။ခီးစင်ကတော့အာမာမီတယောက်တည်းသာသူ့ကိုမြင်ရတဲ့အချက်ကမနက်ကသူပြောခဲ့သမျှကိုယုံကြည်သွားစေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့အာမာမီကတော့ဆက်ပြီးညှင်းဆိုနေသေးပါပဲ။ခီးစင်ကသူ့ရဲ့ခေါင်းမာမှုကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်ပြီးတော့သူ့လက်ကိုကြည့်ဖို့ပြောလိုက်တယ်။အာမာမီအံ့ဩသွားတာကတော့လာချမ်းပုံစံလက်စွပ်တစ်ခုဟာသူ့လက်ဖွားပေါ်မှာဘဲကမှန်းမသိပေါ်လာတာပါပဲ။ဒါဟာသူ့ရဲ့ကောင်းရဲ့ဝိညာဉ်ဖြစ်ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကခီးစင်ရှင်းပြလို့မပြီးခင်မှာပဲအာမာမီကအဲ့ဒီစွမ်းအားကိုအသုံးပြုလိုက်တာပါပဲခီးစင်ရဲ့အဆိုအရသူဖန်တီးလိုက်တာဟာနယ်ပယ်ထိန်းချုပ်မှု domain control လို့ခေါ်ပြီးအဲ့ဒီအကွာအဝေးတွင်းမှာရှိသမျှအရာအလုံးကိုစိတ်စွမ်းအားနဲ့ထိန်းချုပ်နိုင်တာဖြစ်ပါတယ်ဒါကိုကြားတော့အာမာမီရဲ့မျက်လုံးတွေဟာစိတ်လှုပ်ရှားမှုနဲ့တောက်ပလာပြီးသူ့ရဲ့စွမ်းအားအသစ်နဲ့ပျော်ပျော်ပါးပါးဆော့ကစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဟီဆာမဲကသူ့ကိုအစီရင်ခံစာတင်ဖို့လာတတိပေးပြီးချက်ချင်းပြန်လှည့်ထွက်သွားခဲ့တယ်အဲ့ဒီမှာပဲအာမာမီကနောက်ပြောင်ခြင်းနဲ့စိတ်ကူးတစ်ခုရသွားခဲ့တယ်သူဟာနယ်ပယ်ထိန်းချုပ်မှုကိုတုံးပြီးဟီဆာမဲရဲ့စကတ်ကိုလေထဲကိုလွတ်တက်သွားအောင်လှုပ်လိုက်ပြီးသူ့ရဲ့မကောင်းတဲ့ပြောင်နှောက်မှုဖြစ်ရက်ကနေမြန်မြန်ထွက်ပြေးခဲ့ပါတယ်